Hello ဒီဗီဒီယိုလေးကတော့ဒီရှေ့တစ်ပတ်လောက်တုန်းကတငယ်ချင်းကြောက်ရဲ့မင်္ဂလာပွဲကိုသွားတော့ကရိုက်ဖြစ်ခဲ့တဲ့ vlog လေးဖြစ်ပါတယ်။တီတို့တငယ်ချင်း3ယောက်လုံးအတူတူဒီပွဲလေးကိုတက်ဖြစ်ပါတယ်။အပြန်မှာတော့တီတို့3ယောက်အေးအေးဆေးဆေးစကားလေးပြောရင်းနဲ့ coffee လေးတောက်ကြမယ်ဆိုပြီးတော့ coffee ဆိုင်ထိုင်ဖို့အတွက်ပြောထားပြီးသားပေါ့နော်။ဆိုတော့မင်္ဂလာပွဲကလည်းဒီကန်တော်ရီနားမှာပဲဖြစ်တဲ့အတွက်တီတို့ကန်တော်ရီတဲ့ coffee ဆိုင်လေးကိုပဲရွှေ့လိုက်ပါတယ်။ဒီဆိုင်လေးကဒီတလုံးမှာတော်တော်လေး viral ဖြစ်နေရလဲတွေ့မိရဲ့။ဒါကတော့ကန်တော်ရီမျိုးစင်ကျွန်းထဲမှာရှိတဲ့ Eclair ဆိုတဲ့ coffee ဆိုင်ပါဒီဝင်းလေးအတိုင်းပဲတိတ်သွားပြီးရင်လေဘေးကလှေကားလေးကနေအပေါ်တက်သွားလာရုံပဲသူကအောက်မှာကျတော့မလီဘူးဘာဆိုပြီးရှိရပါတော့ဘားထိုင်ခြင်းတဲ့သူတွေကတော့အဲ့ဘက်ကိုသွားလို့ရတယ် coffee ဆိုင်ထိုင်ခြင်းတဲ့သူတွေကတော့ဒီဘက်ကနေတက်ပေါ့နော်သူ့ရဲ့ decoration လေးကလေတော်တော်လေးကိုလှပြီးတော့လေမီလုံးမီဆိုင်လေးတွေကလေအရန်လှတာ lighting လေးလည်းတော်တော်လေးကောင်းနေပြောရမယ်တကယ်တမ်းဒီတို့ထိုင်ခြင်းတာကတော့အပြင်ဘက်မှာ carrot ကြီးကိုကြည်ရင်းနဲ့ကန်ရည်ပြင်လေးကိုကြည်ပြီးတော့ coffee လေးတောက်ချင်တာပေါ့နော်ဒါပေမဲ့လည်း Sunday လည်းဖြစ်နေတော့အဲ့ဒီနေရာကလုံးဝကိုမလွတ်ဘူးပေါ့နော်တောက်လျှောက်ကိုလူကအပြစ်အထက်မှာလည်းလူအရန်များတယ်တီးတို့တော့ကန်ကောင်းထောက်မှဆိုတာတနေရာရသွားခဲ့တာပါ coffee ဆိုင်ဆိုတော့ coffee ဆိုင်မှာရတဲ့ menu တော်တော်များများတော့ရှိပါတယ် coffee တို့ဒီ matcha တို့တခြားတောက်စရာတွေ pasta တို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေတော်တော်များများတော့ရှိပါတယ်တီးတို့တော့မင်္ဂလာဆောင်မှာလည်းစားခဲ့ပြီးသားဆိုတော့တောက်စရာပဲမှာလိုက်တယ်တီးရကျတော့ latte ရယ်တီးတငယ်ချင်း2ယောက်ကကျတော့ lemon tea ရယ်ပြီးတော့ coconut matcha ရယ်ပေါ့နော်တီးတို့ဒါလေးမှာလိုက်ပါတယ်တီးတို့တောက်ခဲ့တဲ့ဒီ3မျိုးပဲပြောရမယ်ဆိုရင်တော့လေဈေးလေးတွေကအရန်ကြီးရလို့ပြောလို့မရဘူးပုံမှန်ဈေးပါပဲအဲ့လိုမျိုး coffee ဆိုင်လေးမှာအေးအေးဆေးဆေးထိုင်ပြီးစကားလေးပြောရတာကိုသဘောကျတယ်ပြီးတော့တီးတို့တငယ်ချင်း3ယောက်အမှတ်တရဖြစ်အောင်ဆိုပြီး vlog လေးတစ်ခုရိုက်ထားပါသေးအဲ့လေးကတော့နောက်ရက်မှတင်ပေးပါမယ်ပြီးတော့ဓာတ်ပုံလေးနဲ့ပပရိုက်ကြပါတယ် coffee ဆိုင်ထိုင်ရတာသဘောကျတဲ့သူတွေဆိုရင်တော့ဒီဆိုင်လေးကိုလည်း recommend ပေးပါတယ်ဒါပေမဲ့ကိုကအေးအေးဆေးဆေးထိုင်ခြင်းနဲ့ဓာတ်ပုံလေးလည်းအေးအေးဆေးဆေးရိုက်ခြင်းနဲ့ဆိုရင်တော့ဂျာရက်လူရှင်းလောက်မဲ့အချိန်လေးကိုလာတာတော့ပိုကောင်းပါတယ်ပရက်လူအရင်များပါတယ်နော် vlog လေးကိုဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်တတာ